민글라바 디니마도 카이고 후쿠시에 고고로도 카라다노 시구미 아칸테카 수이민 쇼가이 소리 아칸고 아니 처음에 레라 차야노 수이민 쇼가이토 오모나 슈루이토 쇼조원어 디အိမ်မပြောတဲ့ဟာအိမ်မပြောတဲ့ယောဂရဲ့ဒီအဓိကအမျိုးအစားနဲ့ယောဂလက္ခဏာပေါ့နော်ပထမဦးဆုံးကညူမင်ခွန်နန်ကတာပေါ့နော်ဒီနကနကနေမူရနိုင်ပေါ့နော်ဒီအိတ်ဘယ်လိုပြောမလဲအိတ်ပျော်ဖို့ရန်ခက်ခဲတဲ့အမျိုးအစားပေါ့နော်တော်တော်နဲ့အိတ်မပျော်ဘူးပြီးလို့ရှင်နောက်တစ်ခုကချူတိုကကုစေကတာပေါ့နော်နေမူရီကအဆိုင်နန်တိုမိုမေကဆမေလူပေါ့နော်သူကကြတော့ဒီတဝက်တစ်ပြက်မှာနှိုးတဲ့ယောဂအိတ်ဆက်တာကိုသူကကောင်းကောင်းမွန်နိနိချိုက်ချိုက်အိတ်မပြောတဲ့အတွက်ကြောင့်သူခဏခဏနှိုးတယ်ပေါ့နော်နောက်တစ်ခုကဆိုကီကကုစေကတာပေါ့နော်သူကကြတော့အစောပိုင်းနှိုးတဲ့အမျိုးအစားပေါ့နော်အဆာဟယကမေဂါဆမေလူပေါ့နော်သူကအစောကြီးနှိုးတယ်အဲကြောင့်မို့သူအေးရေးမဝဘူးပေါ့နော်ဂျုကုမင်ကွန်နန်ကတာပေါ့နော်ကောင်းကောင်းအိတ်မပြောတာဟုတ်ပြီဗျာကောင်းကောင်းအိတ်မပြောခဲ့တော့ဗောနော်ဒီဂျူမင်ဆွေမင်းကြီးကန်ကဂျူပွန်နီတိုတေရူကဂျူပွန်နီနေမူရတာတူယူခန်ကြီးကနိုင်ဗောနော်အိတ်တဲ့ချိန်ကတော့သူကပုံမှန်လုံလောက်တော့အိတ်တယ်ဒါပေမဲ့သူကောင်းကောင်းအိတ်မပြောတဲ့ခါကျတော့အဲ့လိုဗောနော်သူအေးဝရတယ်လို့သူမခံစားရဘူးဗောနော်နောက်တစ်ခုကခါမင်းရှောနာကိုလပ်ရှိနာတို့ပေါ့နော်သူကကြတော့အလွန်ကျွံအိတ်တဲ့ယောဂအလွန်ကျွံအိတ်တဲ့အမျိုးအစားပေါ့နော်သူကရှီကန်ချူအွန်တန်ချူနာတို့တဲ့မို့တေကိုဒေခိနိုင်နေမူရီကအကိုရီနေမူတေရှိမှာပေါ့နော်ဒီဆိုင်ပွဲဖြည့်တဲ့အချိန်ပြီးလို့ရှိရင်ကားမောင်းနေတော့တန်လန်းအချိန်မှာတော့မှသူကလုံးဝကိုမခံနိုင်လောက်အောင်သူကအိတ်ချင်ပြီးတော့မှအဲ့မှာသူကအိတ်ငိုက်ပြီးတော့အိတ်ပျော်သွားပါတော့ရှောချောကစကုနက်တေမို3ヶ月にわたって毎日起こるပေါ့နော်ဒီယောဂလက္ခဏာကြတော့ဘယ်လိုပြောမလဲအနည်းဆုံးသူက3လလောက်ကတော့သူကနေ့တိုင်းအဲ့လိုဖြစ်သွားတာ3လကျော်သွားရင်တော့သူကနည်းနည်းအဆင်ပြေသွားပါတော့နောက်တစ်ခုကကြတော့ဂိုင်ဟီရီဆူမူစီမင်ရှောဂိုင်ပေါ့နော်သူကကြတော့ဒီခန္ဓာကိုယ်ထဲမှာဘယ်လိုပြောမလဲခန္ဓာကိုယ်ထဲကနိုင်ပုံစံမမှန်တော့ပေါ့နော်ထိုင်နိုင်တိုကေနော်ချိုဆက်စအီချိုပေါ့နော်သူကဒီခန္ဓာကိုယ်ထဲကနိုင်တွေဒီညှိနိုင်ဘယ်လိုပြောနိုင်ခန္ဓာကိုယ်ထဲကနိုင်တွေကသူကပုံမှန်မဟုတ်တော့ဘဲနဲ့ဥမာနေနဲ့ညပြောင်းပြန်ဖြစ်တာတို့ပေါ့နော်အဲ့လိုမျိုးတွေသူကိုဘယ်လိုလုပ်ရမလဲဆိုတော့ဟီကိုအပီလူပေါ့နော်သူ့ကိုနေပူစာလုံပေးရင်တော့သူကတက်တာတယ်ပေါ့နော်နောက်တစ်ခုက睡眠呼吸障害睡眠時မုကို Q ရှောကိုကွန်နာတို့ပေါ့နော်ဒီသူအိတ်တဲ့ချိန်မှာအသက်မရှူတာအိတ်တဲ့ချိန်မှာအသက်ရှူရက်နေအဖိုးဖွားရတော့ရှိရပါတော့အိတ်တော့အိတ်နေဒါပေမဲ့အသက်ရှူမရှူပေါ့နော်ခဏတစ်ဖြုတ်အသက်ရှူရက်နေပါတော့တော့ကျတော့睡眠時に呼吸が止まる状態が頻回に起こる病気ပေါ့နော်ဟီမန်နော်ကန်အင်းပေါ့နော်သူကဒီအိတ်နေတဲ့အချိန်မှာသူခဏအဲ့လိုအသက်မရှူတာတွေဖြစ်တယ်ပေါ့နော်အဓိကအကြောင်းရာကြတော့သူကဝါတာအစီပိတ်လို့ပေါ့နော်ဝါလို့ဖြစ်တဲ့ယောဂပေါ့နော်ဝါတဲ့လူတွေမှာဖြစ်များပါတယ်ရကန်ဂျူပွန်နီဂျူပွန်နီဆွေမင်းကတိုရဲစုနီချူနေမှုကေရ起きた時のだるさあるပေါ့နော်ဒါရုစာကあるပေါ့နော်ဒီသူကညကောင်းကောင်းအိတ်မပြောတဲ့ခါကျတော့သူနေခင်ကြိုင်အိတ်ချင်လာတယ်ဒါမှမဟုတ်သူအိတ်
အိပ်ရထားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီခန္ဓာကိုယ်ကတို့ဒါလို့စပါတော့ညောင်းညာခိုက်ခဲနေရပါတော့နောက်တစ်ခုကကြတော့ stress လက်ကူရှော့ကိုကွန်ပေါ့နော်ဒီခြေထောက်လှုပ်တဲ့ယောဂမုဆုအရှိရှော့ကိုကွန်တိုမိုအဝရဲလို့ပေါ့နော်ဒီခြေထောက်ရာစီဖြစ်ပြီးတော့မှအိမ်မပြောတဲ့ယောဂပေါ့နော်ရှော့ချောနိနိချိနိုင်ဟန်ဒိုကအာရုတကုနီယုခတာခရာယကာညူမင်ချီနာတိုနီရှော့ချောကတဲ့ရဆွေပေါ့နော်ဒီသူရဲ့ယောဂလက္ခဏာကြတော့ဒီနေအပြောင်းလဲရှိရပါတော့အဓိကဖြစ်တဲ့အချိန်မှာကြတော့ဒီညနေပိုင်းကနေညအထိအထူးသဖြင့်ဒီအိယာဝင်တဲ့အချိန်မှာပေါ့နော်သူကခြေထောက်ကိုလိုပါရာစီဖြစ်ပြီးတော့မှသူကရမ်းကိုလှုပ်ချင်တာပေါ့နော်ဒီအရှိုကိုကဆုတိုရှောကြောကခဲခိုက်စလို့ပေါ့နော်ဒီသူခြေထောက်ကိုလှုပ်ပေးလိုက်လို့ရှင်အဲ့ယောဂလက္ခဏာရားတဲ့ယောဂလက္ခဏာပေါ့နော်တက်တာပေါ့နော်နောက်တစ်ခုမှကြတော့ရှုကိစေရှိအွန်ဒိုရှော့ခိုင်ပေါ့နော်ဒါလည်းခြေထောက်လှုပ်တဲ့ယောဂပဲသူကကြတော့ဒီဆွေမင်းချူဂျီကန်တော့意識とは関係なく繰り返し足が動かすပေါ့နော်ဒီသူအိတ်နေတဲ့ချိန်မှာသူအတိစိတ်မရှိပဲနဲ့ပေါ့နော်အတိစိတ်မဟုတ်ပဲနဲ့သူအတိစိတ်ရှိမဟုတ်ပဲနဲ့ဒီခြေထောက်တွေကသူအော်တိုလှုပ်တဲ့ယောဂပေါ့နော်သူကလည်းဒီလက်စတိုလက်ကဆူရှောကိုကွန်ဟီတိုနိဟိုကူမီလာတယ်လို့ပေါ့နော်အဲ့ဒီခြေထောက်ရာစီဖြစ်ပြီးတော့လှုပ်တဲ့ယောဂကနေဖြစ်တဲ့လူတွေအမြင်ဖြစ်များပေါ့နော်အဲ့ယောဂဖြစ်တဲ့လူကနေနည်းနည်းလေးအခြေအနေဆိုးလာလို့ရှင်ဒီအခုဒီရှုကိစေရှိအွန်ဒိုရှော့ကိုက်ဖြစ်လာပေါ့နော်သူအဓိကကိုဥစပြောကိုတန်အွန်ကိုတန်ကန်ယကုပြီးလို့ရှင်ဆွေမင်းယကုနော်ဆွေမင်းယကုနာတုန်ခံခဲမို့ရှိတဲ့ကိစ္စတွေလို့ပေါ့နော်ဒီကဥစုပြောစေးပေါ့နော်ဒီစိတ်ကြစေးတွေစိတ်ကြယောဂကုတဲ့စေးတွေပြီးလို့ရှင်ဒီသင်္ကံပေါ့တက်တဲ့ယောဂပေါ့နော်ဝက်ယူပြန်ယောဂအဲ့စေးရဲ့ပြီးလို့ရှင်ဒီအိပ်ပျော်စေတဲ့စေးပေါ့နော်အိပ်မပျော်လို့ရှင်တောက်တဲ့စေးအဲ့စေးတွေရဲ့ဘီထွက်ဆိုကြိုးကြောင်းကလည်းသူကဖြစ်တယ်ပေါ့နော်နောက်တစ်ခုကလက်မှုစေးမင်းကိုတိုရှော့ကိုက်ပေါ့နော်ဒါကြတော့ဒီအိပ်ပျော်နေတဲ့အချိန်မှာခန္ဓာကိုယ်ရောအဲ့လိုပေါ့နော်အိမ်မက်ရောင်တာပေါ့ဒါကြတော့အိမ်မက်ထဲကလိုမျိုးအပြင်မှာလိုက်လောက်တာပေါ့နော်အဲ့ကြတော့လက်မှုစေးမင်းကိုတိုရှော့ကိုက်ပေါ့နော်ဒီဆွေးမင်းချူနိတိုဆုစန်စကန်တာရီရှင်တိုင်ကိုကရှတာရီအပါရဲဒတ်တာရီစရုပေါ့နော်သူကဒီအိပ်ပျော်နေတဲ့အချိန်မှာရုပ်တရက်အော်တာတို့ပြီးလို့ရှင်ခန္ဓာကိုယ်တွေလှုပ်တာပေါ့ဥမာထားပြီးတော့အဲ့လိုလမ်းလျှောက်တာတို့ဒါမှမဟုတ်ဒီတောင်ချမ်းတာတို့ပေါ့နော်သူကတကယ်တမ်းကျတော့သူကအိမ်မက်နေရပေါ့နော်အပြင်မှာကျတော့သူအိမ်မက်ထဲကအတိုင်းဒီအပြင်မှာလိုက်လှုပ်တာပေါ့နော်အိမ်မက်ရောင်တာပေါ့နော်သူအဓိကအဖြစ်သူလည်းပြီးရှောတိုင်းကတာနင်ချီရှောနော်တိုရီဟီတိုနီမီရာတွေလို့ပေါ့နော်ဒီလေဗီရှောတိုင်းကတာနင်ချီရှောရှိတဲ့လူတွေမှာမြင်ရပါတယ်နောက်တစ်ခုကကျတော့ရှင်တိုင်ရှိကန်ရဆေးရှင်ရှိကန်နိကပေစတာဖူမင်းပေါ့နော်ဒါကြတော့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့စိတ်ပိုင်းဆိုင်ရာယောဂနဲ့ပတ်သက်ပြီးတော့ဒီကပေစတာဖူမင်းပေါ့နော်နောက်ဆက်တွဲဖြစ်လာတဲ့အိမ်မပြောတဲ့ယောဂရှင်တိုင်ရှိကန်ဥစုပြောအရကိုရူဤဆွန်ရှောနာတုန်ကန်အင်းပေါ့နော်သူကကြတော့ဒီခန္ဓာကိုယ်ဥမာခန္ဓာကိုယ်တစ်ခုနာကျင်တာတို့ဘာတို့ပေါ့နော်ပြီးလို့ရှင်ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာဆိုလို့ရှင်ဒီဥစုပြောစိတ်သက်ကြတာတို့ဒါမှမဟုတ်နင်းချီလျှောသမားတွေတို့ဒါမှမဟုတ်ဒီအရက်ကြောင်ပေါ့နော်အဲ့လိုဖြစ်တဲ့ယောဂလက္ခဏာတွေပေါ့နော်
အဲ့လိုတွေကြောင့်ဖြစ်တဲ့ဒီအိမ်မပျော်တဲ့ယောဂသူက眠れない朝早く目が覚めるပေါ့နော်သူကကြတော့ညကြတော့အိမ်မပျော်ဘူးမနေ့ဆိုလဲစောစောစီစီနိုးတာပေါ့နော်ကြတော့သူကခန္ဓာကိုယ်ကြောင့်ဒီစိတ်ကြောင့်ဖြစ်တဲ့အိမ်မပျော်နောက်တစ်ခုမှကြတော့環境因性睡眠障礙ပတ်ဝန်းကျင်ကြောင့်ဒီအိမ်မပျော်တဲ့ယောဂပေါ့နော်ပေါ့နော်環境騒音や暑さ寒さなどの原因သူကကြတော့ဒီပတ်ဝန်းကျင်ကစူညံတာတို့ဒါမှမဟုတ်ဒီပူတာတို့အေးတာတို့အဲ့ဒါတွေအကြောင်းမျိုးကြောင့်ဒီဖြစ်တဲ့ဒီအိမ်မပျော်တဲ့ယောဂပေါ့နော်သူကကြတော့ဒီ環境因性睡眠障礙လို့ခေါ်ပါတယ်အားလုံးစင်ပြေကြပါစေမလုပ်ထားတဲ့ဗီဒီယိုတွေကဘနမင်းနာဆန်တို့အတွက်အသုံးဝင်တဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်အမလည်းပင်ပန်းရကြိုးနဲ့အောင်လို့ပေါ့နော်မရဲ့အကောင့်ကို like and follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်